Grade 12 Chemistry Chapter 1 Chemical Bonding and Intermolecular Forces Part 3 ဖြစ်ပါတယ် Electronic structure ထဲက Complete electronic structure ကိုပြောပါမယ်ပထမဦးဆုံး electron စသွင်းတဲ့အခါမှာ shell number 1 k shell ဒီ energy level အနှိမ့်ဆုံး shell ST energy level အနှိမ့်ဆုံးဖြစ်တဲ့အတွက်အားလုံးထဲမှာ 1ST energy level အနှိမ့်ဆုံးဒါကြောင့်သူ့ကိုစသွင်းပြီးရင်အစင်လိုက် 2S 2P 3S 3P အဲ့ဒီမှာသတိထားရမှာက 3P သွင်းပြီးတဲ့အချိန်မှာ 3D ကိုမသွင်းသေးဘဲနဲ့ 3D ထက် energy level နှိမ့်တဲ့ 4S ကိုအရင်သွင်း 4S ကိုသွင်းပြီးတော့ electron ပို့တော့မှတို့က 3D ကိုသွင်းရပါတယ် complete ရေးတတ်မယ်ဆိုရင်ကျမတို့ဘာတွေရေးလို့ရမလဲဆိုရင် electronic configuration 1S ဒီ electron နှလုံးလက်ခံတဲ့အတွက်သူ့အတွက် orbital တစ်ခု 1S မှမဟုတ် S orbital တိုင်းကို orbital တစ်ခုတို့ကလုပ်ပြရပါမယ်ဟုတ်ပြီ P ဒီ maximum electron 6လုံးလက်ခံတဲ့အတွက် P orbital တိုင်းဒီ3ခုရှိရပါမယ်ပြီးရင် D ဒီ maximum 10လုံးလက်ခံတဲ့အတွက် S subshell အတွက် D orbital ဒီ5ခုရှိရပါမယ်ဟုတ်ပြီ complete electronic structure ဆွဲပြီးသွားရင်ပထမ shell ဒုတိယ shell စသည်ဖြင့်ခွဲလို့ရသွားမယ်ရသွားရင်သူ့ရဲ့ outermost shell electronic structure ဒီအဲ့ဒီ dressing ရဲ့ essential electronic structure ဖြစ်မယ်တခါ electronic structure တွေကိုကိန်းဂဏန်းနဲ့လဲတို့ကပြောလို့ရတယ် atomic number 1 to 20 အတွက်ရေးမယ်ဆိုရင်ပထမ shell ဒီ maximum နှလုံးလက်ခံတဲ့အတွက်2ပိုနေခဲ့ရင်တစ်လုံးကနေ8လုံးဒုတိယ shell 8ပိုနေခဲ့ရင်တတိယ shell ဒီ18လုံးလက်ခံတာတော့မှန်တယ်ဆရာမတို့က8လုံးအရင်ပေးပိုနေရင်စရုဒ shell ကိုနှလုံးပေးဒါဆိုတော့ atomic number 1 to 20 အတွက် integer ကိန်းဂဏန်းနဲ့ electronic structure ဆွဲရင် 2.8.8.2 21ကနေ30ဆိုရင်သေချာပေါက်ပထမ shell electron 2လုံးရှိမယ်ဒုတိယ shell 8လုံးရှိမယ်ပြီးရင်တတိယ shell ဒီ8လုံးသွင်းထားပြီးမဲ့စရုဒ shell ကို2လုံးပေးပြီးရင် D ရဲ့ electron တွေကိုဟောဒီတတိယ shell ထဲကိုလာပေါင်းထည့်တစ်လုံးကနေ10လုံးအထိဒီလိုရေးပါတယ်ဟုတ်ပြီ31ကနေ36ထိဆိုရင်တော့ပထမ shell ကိုသေချာပေါက်2လုံးပေးပြီးပြီဒုတိယ shell ကိုလည်း8လုံးတတိယ shell ကိုလည်း18လုံးအပြည့်ပေးပြီးပြီဖြစ်တဲ့အတွက်စရုဒ shell ဒီပထမလက်ခံထားတဲ့ electron 2လုံးရဲ့ 4p ရဲ့ electron ရဲ့တစ်လုံးကနေ6လုံးထိသူ့ထဲကိုလာထည့်ပေးရပါတယ် electronic structure ဆွဲတတ်ရင် outermost shell အပြင်ဘက်ဆုံးအခွန်ကိုတို့သိမယ်သိရင် outermost shell မှာ electron ဘယ်နှလုံးရှိတယ်လဲအဲ့ဒီ outermost shell electron ဒီအဲ့ဒီ dressing ရဲ့ valence electron ကိုသိရင် periodic table မှာအကောင် dressing ဒီ group number ဘယ်လောက်မှရှိတယ်လဲပြောလို့ရတယ်ဘာကြောင့်လဲဆိုရင် group number ဒီ number of valence electron အရေးအတွက်နဲ့သတ်မှတ်တာဖြစ်တဲ့အတွက်အဲ့ဒီ dressing မှာ electronic structure မှာ shell အရေးအတွက်ဘယ်နှခုရှိတယ်လဲသိရင် periodic table မှာအဲ့ဒီ dressing ဒီ row number တနည်းအားဖြင့် period number ဘယ်လောက်မှရှိတယ်လဲဆရာမတို့ကပြောလို့ရမယ် chemical bond ဖွဲ့တဲ့နေရာမှာအရေးကြီးတဲ့ valence တန်ဖိုးသိဖို့ဆိုရင်အပေါ်မှာတွေ့ခဲ့တဲ့ outermost shell electron အရေးအတွက်ကိုကြည့်ပြရတယ် outermost shell electron ကိုကြည့်တဲ့အခါမှာ outermost shell electron အရေးအတွက်ဒီ4နဲ့တူနေခဲ့ရင်
သို့မဟုတ်4ထက်နည်းရင်ဆိုလိုတာက electron 1လုံး2လုံး3လုံး4လုံးဖြစ်ခဲ့ရင်အဲ့ဒီ dressing ရဲ့ valence တန်ဖိုးဖြစ်မယ်တကယ်လို့ electron အရေအတွက်က4ထက်များ5လုံး6လုံး9လုံး10လုံးဖြစ်ခဲ့ရင် valence တန်ဖိုးကိုလိုချင်ရင်10ထဲကနှုတ်ပေးမယ်အပေါ်က electronic structure တွေထဲမှာနောက်တစ်မျိုးကဘာရှိသေးလဲဆိုရင် noble gas ကို6အနေနဲ့ဆွဲတာဟုတ်ပြီ noble gas ကို6အနေနဲ့ဆွဲတာ lithium ကနေ fluorine ထိ dressing တွေဆိုရင်ရှေ့မှာ noble gas helium ခံတယ် sodium ကနေ chlorine ထိ dressing ဆိုရင် noble gas neutron ခံတယ် potassium ကနေ bromine အထိဆိုရင် noble gas argon ခံပေးတယ်အဲ့ဒီ electronic structure တွေဆွဲတတ်ရင်တို့ဘာလဲရေးလို့ရတယ်လဲဆိုရင် Lewis symbol အတန်ရဲ့သင်္ကေတကိုအလယ်မှာထားပြီးရင်အပေါ်အောက်ဘယ်ညာ electron y လို့မှပိုသေးတယ်ဆိုရင် electron ကိုဇုံကပ်ပေးမယ်ဒါက Lewis structure electronic structure တွေကိုမဆွဲခင် principle 3ခုလေ့လာမယ်ပထမဦးဆုံးက Oudbord principle Oudbord means the variant in German လို့ပြောတယ် Oudbord ကဘာပြောတယ်လဲဆိုရင်ဆရာမတို့ electronic structure ဆွဲတဲ့အခါမှာ electron ကိုဖြည့်တဲ့အခါမှာ higher energy ဖြစ်တဲ့ orbital ကိုမဖြည့်ခင် lower energy ဖြစ်တဲ့ orbital ကို electron အရင်ဖြည့်လို့ပြောတယ်Electron are phase ဖြည့်ပေးရမယ် in the lower energy atomic orbital energy နိမ့်တဲ့ atomic orbital ကိုဘယ်မှာဖြည့်ရမလဲ before filling higher energy 1 energy level မြင့်တဲ့ orbital ကိုမဖြည့်ခင်ဟုတ်ပြီဒါကြောင့်တို့က 1s energy level အနည်းဆုံး 1s ကိုဖြည့်အစဉ်လိုက်တိုင်း 2 တက်မြင့်သွားတဲ့ 2s 2p စသည်ဖြင့်ဖြည့်သွားပြီးရင် body exclusion principle အကြောင်းလေ့လာမယ် body ကကြတော့ဘာပြောလဲဆိုရင် orbital တစ်ခုမှာ electron နှလုံးနဲ့ပိုပြီးမရှိနိုင်ဘူး electron ဇုံရှိခဲ့မယ်ဆိုရင်ဆန့်ကျင်မဲ့ spin ဖြစ်ရမယ် body exclusion principle state that ဘာပြောလဲဆိုရင် no more than 2 electrons can occupy the same orbital တူညီတဲ့ orbital တစ်ခုမှာ electron နှလုံးနဲ့ပိုပြီးမရှိနိုင်ဘူးand 2 electrons in the same orbital တူညီတဲ့ orbital ထဲမှာရှိနေတဲ့ electron နှလုံးဟာ mass ရဲ့ opposite spin ဆန့်ကျင်မဲ့တစ်ခုက up arrow ဆိုရင်တစ်ခုက down arrow ဆန့်ကျင်မဲ့ဖြစ်ရမယ်နောက်တစ်ခုက Horn rules လည်းသိရမယ် Horn rules ကကြတော့ subshell တစ်ခုမှာရှိနေတဲ့ orbital တစ်ခုစီမှာဆန့်ကျင်ဘက် spin electron စုံမရှိခင် electron တစ်လုံးစီထဲမဲ့အဲ့ဒီတစ်လုံးစီဒီတူညီသောအလဲရှိရမယ် Horn rule state that သူကဘယ်လိုပြောတယ်လဲဆိုရင်ဆရာမတို့ကဥပမာအပြင် 2p orbital 3ခုရှိမယ် electron 4လုံးဖြည့်မယ်ဆိုပါတော့ဒါဆိုရင်အဲ့ 2p orbital တစ်ခုချင်းစီကို electron တစ်လုံးစီအရင်ဖြည့်ပိုသွားပြီဆိုတော့မှဘာလုပ်ပေးမလဲဆိုရင်ဇုံကပ် subshell တစ်ခုမှာရှိတဲ့ orbital တစ်ခုစီမှာဆန့်ကျင်ဘက် spin electron စုံမရှိခင် electron တစ်လုံးစီထဲအဲ့ဒီတစ်လုံးစီရှိတဲ့ electron တွေဒီ same spin ဖြစ်ရမယ်ကဲဒါဆိုတော့ तू ကဘယ်လိုပြောတယ်လဲဆိုရင် Horn rule state that every orbital in its subshell and subshell တစ်ခုမှာရှိနေတဲ့ orbital တိုင်းကို is singly occupied ဖြစ်ရမယ် with one electron တစ်လုံးစီနဲ့ before any one orbital is doubly occupied မြည်သည့် orbital မှာ electron နှလုံးမပိုင်ခင်မှာ and all electron in singly occupied orbital အဲ့ဒီ single စီပိုင်ထားတဲ့ orbital တိုင်းမှာရှိနေတဲ့ electron အားလုံးဒီ have the bar spin ဖြစ်ရမလဲဆိုရင် same spin ဖြစ်ရမယ်နောက်တစ်ခု balance electron စောစောရှင်းတဲ့ထဲမှာပါတယ်အပြင်ဘက်ဆုံးအခွန်မှာရှိတဲ့ electron အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆို balance electron လို့ပြောတယ် balance electron are the electrons in the outermost shell of an atom ဟုတ်ပြီဒါဆိုတော့ example အနေနဲ့
complete electronic structure နဲ့ electronic configuration တချို့ပြောမယ် sodium atomic number 11 atomic number 11ဖြစ်တဲ့အတွက် electron ကို17လုံးကို 1s ကို electron 2လုံးစပြီးပို့သေးတဲ့ 2s ကို2လုံးပြီးပို့သေးတဲ့ 2p ကို6လုံးပြီး10လုံး1လုံးပဲကျန်တော့တယ်ဒါကြောင့် 3s ဒီ electron 1လုံးအဲ့တော့ electronic configuration နဲ့ရေးရင် 1s electron 2လုံး opposite spin 2s electron 2လုံးသူတို့ရဲ့ arrow ဒီ at arrow down arrow 2p electron 6လုံး 2p ဒီ orbital 3ခုတစ်ခုကို electron 2လုံး opposite spin နဲ့သွားတယ် 3s orbital တစ်ခု electron 1လုံး chlorine ဒီ atomic number 17ဖြစ်တဲ့အတွက် electron 18လုံး18လုံးကိုစပြီးတော့ electronic structure ဆွဲရင် 1s electron 2လုံး 2s electron 2လုံး 2p 6လုံး10လုံးကုန်သွားပြီကျန်သေးတယ် 3s ကို2လုံးပေးနိုင်တယ်12လုံး5လုံးပဲကျန်တော့တယ် 3p ဒီ6လုံးလက်ခံနိုင်တာမှန်တယ်5လုံးပဲကျန်တယ် 3p 5ဒါဆိုတော့ electronic configuration ရေးတဲ့အခါ 1s electron 2လုံး at arrow down arrow opposite 2s 2p orbital 3ခု 3s 3p orbital 3ခုမှာ electron ဒီ at arrow နဲ့3လုံးစီ3လုံးထဲပိုတော့မှာဟောဒီမှာ zone down arrow နဲ့လာကတ်နှစ်နေရာကတ်ပြီးစုစုပေါင်း5လုံး sulfur atomic number 16 electron 16လုံး16လုံးဆိုတော့ 1s2 2s2 2p6 3s2 ဆိုတော့12လုံး4လုံးပို့တဲ့အတွက် 3p4 အဲ့တော့ electronic configuration ရေးရင် 1s 2လုံး 2s 2လုံး 2p orbital 3ခု electron 6လုံး 3s orbital electron 2လုံး 3p orbital 3ခုကို electron ထည့်တဲ့အခါ4လုံးဒီစောစောကပြောသလို singly occupied တစ်လုံးစီ orbital 3ခုကိုဖြည့်အကုန် at arrow same span နဲ့ဖြည့်ပိုတဲ့အတွက်မှာနောက်ထပ်ဒီဘက် orbital ကိုဆန့်ကျင်ဘက် opposite နဲ့ down arrow နဲ့တစ်လုံးလာဖြည့်ဟုတ်ပြီ35 bromine 35 bromine ဒီ 1s2 2s2 2p6 3s2 3p6 အထိ18လုံး 4s နှလုံးထည့်လိုက်ရင်လုံး20အဲ့တော့ तू က3 t 10လုံးပြည့်ရတွေ့ရတယ်အလုံး30 5လုံးပဲကျန်တဲ့အတွက် 3p5 ဒီလိုသွားမယ်ကဲဒီတစ်ခါတော့နည်းနည်းရှိသွားမယ် element carbon integer electronic structure ဆွဲမယ် atomic number 6ဖြစ်တဲ့အတွက်ပထမ shell ဒီ2လုံးဒုတိယ shell ဒီ4လုံးအဲ့တော့ဒုတိယ shell ရဲ့ electron 4လုံးကိုခွဲတာမို့လို့ essential electronic structure ဒီ 2s ကို2လုံး 2p ကို2လုံးကာဗွန်ဖြစ်တဲ့အတွက်ရှေ့မှာ noble gas helium ခန့်တယ်ပိုတဲ့ 2s2 2p2 ရေးလိုက်တယ် noble gas ကိုဒါဆိုရင်သူ့ရဲ့ ultimate shell မှာ electron 4လုံးရှိတဲ့အတွက် balance electron ဒီ4လုံးဒါကြောင့် group number ဒီယောမကဏ္ဍနဲ့ရေးတော့4 electron 4လုံးဖြစ်လို့သူဒီ shell 2ခုဖြစ်တဲ့အတွက် period number 2 ultimate shell electron balance electron 4လုံးဆိုတော့4နဲ့တူတာမို့လို့ balance လဲ4ပဲပြီးရင်သူ့ကိုလူဝစ်စင်းမဲဆွဲတဲ့အခါမှာအလဲကောင်ကကာဗွန် electron 4လုံးအပေါ်တစ်လုံးအောက်တစ်လုံးဘယ်တစ်လုံးညာတစ်လုံးကုန်သွားပြီထပ်တဲ့စရာမလိုဘူးဒါဆိုတော့ potassium atomic number 19ပထမ shell 2လုံးဒုတိယ shell 8လုံးတတိယ shell ဒီ18လုံးလက်ခံတာမှတ်နဲ့ 3s 3p ကို6လုံး electron ပေးပြီးသွားရင်8လုံးပို့ရင် 4s ကိုတစ်လုံးပဲပို့တဲ့အတွက်တစ်လုံးပေးရတဲ့အတွက် 2.8.8.1 ဒါဆိုတော့ဟောဒီစတုတ္ထမြောက် shell electron တစ်လုံးကိုရေးရတာဖြစ်တဲ့အတွက် essential ဒီစတုတ္ထမြောက်မို့လို့ 4s electron တစ်လုံး1
အဲ့တော့ potassium ဒီ noble gas ကိုရေးတဲ့အခါ argon ခံတယ်အနောက်က 4s1 atom share electron တစ်လုံး balance electron တစ်လုံးဒါကြောင့် group ကလည်း 1သူဒီ share 4ခုမို့လို့ period number 4 atom share electron တစ်လုံးမို့လို့ balance key က 1ဒါဆိုတော့ K လို့ရေးပြီးသွားရင်သူ့အတွက်က electron တစ်လုံးထည့်လိုက်ရုံပဲဒေါက်ကလေးနဲ့တခုကိုစားပြုလိုက်တယ်ဒါဆိုတော့ bromine ဒီ atomic number 35ဖြစ်တဲ့အတွက် integer နဲ့ရေးပထမ share 2လုံးဒုတိယ share 8လုံး10လုံးတတိယ share 8လုံးပေးတယ်ပြီးရင်စတုတ္ထ share 2လုံးပေးတယ်အဲ့ဒီမှာအလုံး20ဆိုတဲ့အတွက် 3D ကိုပြန်ပေးတဲ့အခါ 3D ဒီ10လုံးအပြည့်ပေးနိုင်တဲ့အတွက်တတိယ share ဒီ bromine အတွက်18လုံးဖြစ်သွားတယ်ပိုသေးတဲ့အတွက် 4p ကို5လုံးဖဲနိုင်တဲ့အတွက်ပေါင်းလိုက်ရင်စတုတ္ထမြောက် share ဒီ electron 9လုံးဒါကြောင့် bromine ရဲ့ integer electronic structure ဒီ 2.8.18.7 ဟုတ်ပြီ essential ရေးတဲ့အခါမှာဟောဒီ 4s က electron 2လုံး 3d 10လုံး 4p 5လုံးရေးတယ်သူကလည်းပဲသူ့ထက်ငယ်တဲ့ noble gas က argon ဖြစ်တဲ့အတွက် argon ခံတဲ့ essential 4s2 3d 10 4p5 တခုတော့ရှိတယ် balance electron ကိုယူတဲ့အခါမှာတော့ဆရာမတို့က 3d ကို balance electron ကိုထည့်မတွက်တော့ 4s က2လုံး 4p က5လုံးပေါင်းလိုက်တဲ့အတွက် balance electron ဒီ9လုံးဒါကြောင့် group လဲ7သူဒီ share 4ခုမို့လို့ period number 4 balance electron 9လုံးဒီ4ထက်များတဲ့အတွက်8ထဲကနှုတ်ကြတယ်ဒါကြောင့် balanceက1 bromine atom electron 9လုံးအပေါ်အောက်ဘယ်ညာ4ဘက်ပို့တဲ့အတွက်ဇုံကတ်တယ်5လုံး6လုံး9လုံးအဲ့တော့3ဇုံတစ်ခုကတော့ ampere ဇုံမဲ့နဲ့သူကဆွဲတယ်